ဗုဒ္ဓဘာသာဝင်တိုင်းဖျားရှိခိုးကြပါရယ်မြေဗုဒ္ဓကိုရှိခိုးပူဇော်ခြင်းကအလွန်မှမွန်မြတ်လာပါရယ်ရှင်ဒီလိုမြတ်စွာဘုရားရှင်ကိုရှိခိုးနေကြတဲ့နေရာမှာအချက်၅ချက်နဲ့ပြည့်စုံအောင်ရှိခိုးဖို့အတွက်ဗမာခချုပ်ဆရာတော်ဘုရားကြီးဖြစ်တဲ့ဒေါက်တာနန္ဒမာလာဘီဝင်သားကမိန့်ကြားခဲ့ပါရယ်ရှင်အချက်၅ချက်ပြည့်အောင်ဘလို့ရှိခိုးရမလဲဆိုတာကတော့နံပါတ်၁ဖျားတရားတန်ခါမိဘဆရာတို့ကိုအရင်ရှိခိုးဥချကတော့ပါနံပါတ်2အပယ်ဖြတ်ပါဒီချက်ကိုတော့လူတိုင်းမသိကြပါဘူးအပယ်ဖြတ်တာကလွယ်ပေမဲ့လူတိုင်းမဖြတ်တတ်ကြလို့ပါဘလို့ဖြစ်ရမလဲဆိုတော့ဘဝဆက်ဆက်ကားတော်ဆက်ခဲ့ကြသောမိဘဘိုးဘွားများမပြစ်မှားအပ်သောပုဂ္ဂိုလ်များနဲ့ခင်မွန်းကြီးဆယ်ပါတို့အပေါ်ပြစ်မှားမိသည်ရှိသောရှ िख ိုးဝင်ချတောင်းပန်ပါ၏ဆိုပြီးတော့အပယ်ဖြတ်ရပါမယ်ဒီလိုတောင်းပန်ရင်လောလောဆယ်မိမိမှာပိတ်နေတဲ့လက်လာပါတွေပွင့်လာတတ်ပါတယ်ကားတိုက်လို့ပဲဖြစ်ဖြစ်ရေနစ်လို့ပဲဖြစ်ဖြစ်အစိမ့်သေးမသိတော့ပါဘူးရှင်နံပါတ်3မိမိကိုမေတ္တာပို့ပါမိမိရဲ့ခန္ဓာကိုယ်ကျမ်းမာချမ်းသာမှဖျားလို့တရားလို့လုံနိုင်မှာပါဒါကြောင့်မိမိကိုမေတ္တာပို့ပါနံပါတ်4မိမိတို့လုံနေကြအတိုင်းဖျားစာရွတ်ပတိစိတ်မေတ္တာပွားပါနံပါတ်5သစ္စာဆိုအမျှဝေပါမိမိတို့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသစ္စာဆိုအမျှဝေရပါလိမ့်မယ်ဘာကုသိုလ်ပဲလုပ်သစ္စာဆိုအမျှဝေလို့ရှာတာကိုမမေ့ပါနဲ့နော်ဖျားပန်းသူတာပဲဖြစ်ဖြစ်တရိษံတွေကိုအစာကျွေးတာပဲဖြစ်ဖြစ်တခြားလူတွေကိုလည်းသစ္စာဆိုအမျှဝေလို့ရှာပါတယ်ဘလို့သစ္စာဆိုအမျှဝေရမှာလဲဆိုတော့ဖျားတပည့်တော်ဖျားပန်းကတ်လူပါတယ်ဖျားဤဖျားပန်းကတ်လူတာမှန်ကန်ပါတယ်ဆိုတာကိုသစ္စာဆိုပါတယ်ဤသစ္စာစကားမှန်ကန်ပါကဖျားပန်းတင်လူတော်ကုသိုလ်ကိုအထက်ဘဝအဝီစီအထိ30ပုံကျင်လည်ကြကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝအပေါင်းတို့အားအမျှပေးဝေပါတယ်အမျှရကြပါစေဆိုပြီးတော့အမျှဝေပါမိမိတို့ပို့တဲ့အမျှဝေခြင်းက30ပုံသားတွေအတွက်တန်ဖိုးကြီးလာပါတယ်တကယ်သာမိမိအမျှတန်းကိုသူတို့ရသွားရင်မိမိဘာအခက်ခဲပဲဖြစ်ဖြစ်သူတို့ကအကူအညီတက်ပါတယ်ဖျားရှိခိုးရာကိုဒီအချက်5ချက်နဲ့ရှိခိုးကြည့်ပါမုတ်ချမလွဲမိမိဘဝအထူးခြားလာမှတေချာကြောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်